Where are you from? Where are you from? Hi ဒီနေ့ဆွေးနွေးသွားမယ့် topic ကကြတော့ Where are you from ဆိုရဲမိကုံးလေးကိုဘယ်လိုပြန်ဖြေရမလဲ Where are you from ဆိုရဲစကားခဏခဏကြားဘူးကြမယ်ထင်တယ်နော်အခုနောက်ပိုင်းဆိုလို့ရှိရင်တယောက်နဲ့တယောက်တွေ့တဲ့အခါစကားပြောပြီးဆိုလို့ရှိရင် What's your name? Where are you from? အဓိက Where are you from ပဲဘယ်နိုင်ငံကနေလာတယ်ဘယ်ကနေလာတာဆိုတဲ့ဟာလေးကိုပေါ့နော်အမေအများဆုံးပဲပေါ့ဒီ topic ထဲမှာမပါမဖြစ်နဲ့ပထမဦးဆုံးအမေခံရတဲ့မိကုံးပဲနော်အဲ့လိုမျိုးမေးတဲ့ခါကြလို့ရှိရင်ကိုအဓိကပြန်ဖြေရမှာကိုကဘယ်ကနေလာတာလဲကိုရဲ့မွေးရစာတိနိုင်ငံကိုရဲ့မွေးရစာတိတိုင်းနဲ့ပြည်နယ်စာတိမြို့ကိုပြန်ဖြေလို့ရတယ်ဥပမာအားဖြင့်ဒါလိုက်ပါတော့ကိုနိုင်ငံအတွင်းမှာပဲပေါ့နော်ကိုနိုင်ငံအတွင်းမှာပဲဒီကိုလူမျိုးအချင်းချင်းတယောက်နဲ့တယောက်စကားပြောကြတဲ့အခါပေါ့စကားပြောကြတဲ့အခါဘယ်ကနေလာလဲ where you from အဲ့လိုမျိုးမိတယ်ဆိုလို့ရှိရင် I'm from Kayin State I'm from Sakai I'm from Mandalay အဲ့လိုမျိုးပြန်ပြီးတော့ဖြေလို့ရတယ်အကြည့်ကကြတော့ကွာကရင်ပြည်နယ်ကနေလာတာဖြစ်တယ်ငါမန္တလေးတိုင်းကပါစကိုင်းတိုင်းကပါအဲ့လိုမျိုးကိုပြန်ဖြေလို့ရတယ်အဲ့ဒါကလည်းဒီကိုလူမျိုးအချင်းချင်းလည်းဖြစ်တယ်ကိုနိုင်ငံအတွင်းမှာလည်းဖြစ်တယ်ဆိုလို့ရှိရင်ကိုရဲ့အဓိကမြို့ကိုကြည့်မွေးဖွားလာတဲ့မြို့ကြီးပြင်းလာတဲ့မြို့ကိုပြန်ပြောလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုကဒီနိုင်ငံခြားတိုင်းပြည်တစ်ခုခုမှာရောက်နေတယ်ပေါ့အဲ့မှာနိုင်ငံခြားသားတွေနဲ့စကားပြောတဲ့အခါသူတို့ကမေးမှာပဲ where are you from အဲ့လိုမျိုးမေးတယ်ဆိုလို့ရှိရင်ကိုအခုလက်ရှိနေတဲ့မြို့ကိုပြောရမှာမဟုတ်ဘူးเนาะသူအဓိကသိချင်တာကကိုဘယ်နိုင်ငံကနေလာတာလဲဆိုတာကိုသိချင်တာဆိုတော့ကိုဘယ်နိုင်ငံကနေလာတာလဲဆိုတာကိုပြောပြလိုက်ရုံပဲဆိုတော့ where are you from အဲ့လိုမျိုးမေးတဲ့အခါကြလို့ရှင် I'm from Myanmar I'm from Myanmar အဲ့လိုမျိုးပြန်ဖြေလိုက်လို့ရှိရင်ရတယ်အဓိကကြတော့ဒီကိုယ့်ရဲ့ originally country ကိုသိချင်တာဖြစ်တဲ့အတွက်ကြောင့် where are you from ဆိုရဲအတုံးတော့ကိုမေးချင်ဖြစ်တယ်ပေါ့နော်ကိုအဓိကအခုဘယ်မှာနေရလဲဆိုတဲ့ဟာကိုမေးတာမျိုးမဟုတ်ဘူးဆိုတော့ originally country ကိုသိချင်တာဖြစ်တဲ့အတွက်ကြောင့် where are you from အဲ့လိုမျိုးရဲဆိုလို့ရှိရင် I'm from Myanmar အဲ့လိုမျိုးဖြေလိုက်လို့ရှိရင်ရပြီဆိုတော့တခြားနိုင်ငံမှာလည်းရောက်နေတဲ့နိုင်ငံခြားသားတယောက်ကနေပြီးတော့ကိုမေးလာခဲ့တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့နိုင်ငံကိုဖြေလိုက်လို့ရှိရင်ရပြီဆိုတော့အဲ့လိုမှမဟုတ်ပဲနဲ့ကိုကနိုင်ငံခြားတိုင်းပြည်တစ်ခုခုမှာရောက်နေတယ်ကိုလူမျိုးချင်းချင်းနဲ့ပဲစကားပြောတယ်ကိုလူမျိုးချင်းချင်းကပဲကိုမေးလာခဲ့တယ်တယောက်နဲ့တယောက်စကားပြောရင်လည်းမေးလာခဲ့တဲ့ခါဆိုလို့ရှိရင် I'm from Kayin State I'm from Mandalay I'm from Sakai အဲ့လိုမျိုးပြန်ပြီးတော့ပြောလို့ရတယ်ဆိုတော့အဓိကကကြတော့ဒီကိုလူမျိုးချင်းချင်းမေးတဲ့ခါကြလို့ရှင်ကိုယ့်ရဲ့ state ကို region တို့ကိုပြန်ပြီးတော့ဖြေလို့ရတယ်တခြားနိုင်ငံကနေပြီးတော့နိုင်ငံခြားသားတွေကကိုယ်မေးလာခဲ့တယ်ဆိုလို့ရှင်ကိုယ့်ရဲ့ originally country ကိုပြန်ပြီးတော့ဖြေရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးအသုံးဝင်နေဆိုလို့ရှင် like နဲ့ subscribe လေးလုပ်ပေးခင်နော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်